တင်မောရီဟာကွန်ကရစ်ရေထိန်းကန်တဲ့ကိုဝင်ရောက်လာပြီးနောက်ဘေးနှစ်ဖက်ကတမန်နီတကားကြီးတွေပိတ်သွားပြီးအဲ့ဒီအခန်းကိုအလုံးပိတ်လိုက်ပါတယ်အဲ့ဒီနောက်အဆိုရှင်တွေပွင့်လာပြီးကွန်ကရစ်နေရန်တွေကဥမင်လိုင်ကောင်းတွေကနေရေတွေစီးဝင်လာပါတယ်ရေမျက်နှာပြင်မြင့်တက်လာတာနဲ့အမျှတင်မောကိုပါအပေါ်ကိုပင့်တင်ပေးလိုက်ပါတယ်ပြီးတာနဲ့ရှေ့တကားတွေပွင့်သွားပြီးတင်မောဟာနောက်ထပ်ရေထိန်းကန်တစ်ခုတည်းကိုရွေးရှားသွားကဒီလုပ်ငန်းစဉ်အတိုင်းအဆင့်ဆင့်ထက်ခါမြင့်တင်ပေးသွားပြီးနောက်ဆုံးမှာတော့ပင်လယ်ရေမျက်နှာပြင်အထက်85ပေအထိမြင့်တက်သွားကတောနက်ထဲကိုဖျက်ဖောက်ထားတဲ့ရေကန်ကြီးကိုဖျက်တမ်းမောင်းနှင်သွားပါတယ်။အဲ့ဒီနောက်တခြားသမုဒ္ဒရာတစ်ခုတည်းကိုဝင်ရောက်ဖို့အတွက်ဒီစနစ်အတိုင်းပြောင်းပြန်လဲပတ်ပြီးရေတွေကိုပြန်ထုတ်ကတင်မောကိုအောက်ပြန်ချပေးတာကြောင့်တင်မောကြီးတွေဟာတောင်အမေရိကတိုက်ကြီးတစ်ခုလုံးကိုပတ်မောင်းစရာမလိုပဲသမုဒ္ဒရာတစ်ခုကနေနောက်တစ်ခုစီသို့အလွယ်တကူဖျက်တမ်းသွားနိုင်ကြတာပဲဖြစ်ပါတယ်